Hello မင်္ဂလာပါလူနေမှုစိတ်တွေအရန်ကိုမြင်မာနေတဲ့ဒီနေ့ခင်မှာအိမ်သုံးစိတ်တွေသာသမီပညာရေးအသုံးစိတ်တွေအတွက်ချွေတာနေရပြီလားကျမလည်းအခုအဲ့လိုဖြစ်နေတယ်ကျမတို့ကကိုပိုင် business လုပ်ငန်းလေးတစ်ခုကိုလုပ်တယ်ဆိုပေမဲ့ကိုပိုင် business ကအမြတ်ရဖို့ထက်လုပ်ငန်းပုံမှန်လည်းပတ်ဖို့ရကိုပဲစူးစမ်းနေရတာဖြစ်တယ်အပူဝင်ဝင်ရမယ့်အလုပ်လေးလုပ်ချင်တယ်ဘာလို့မှလည်းမသိဘူးဆိုလို့ရှိရင်ကျမအခုလုပ်ကိုင်နေတဲ့ online business လုပ်ငန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းတယ်ဒီလုပ်ငန်းကနိုင်ငံတကာအသိအမှတ်ပြုတရားဝင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီးတော့မှဖုန်းလက်တော့ကွန်ပျူတာတို့နဲ့အင်တာနက်ရတဲ့မြည်သည့်နိုင်ငံမြည်သည့်နေရာမှာစုံလုပ်ကိုင်လို့ရတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်။ဒါကကျမနာမည်ကတော့ KG1 လို့ခေါ်တယ်။ကျမက digital business လုပ်ငန်းကိုမြန်မာပြည်မန္တလေးမြို့မှာမိသားစုနဲ့အတူနေထိုင်ရတဲ့ဝန်ရောက်လုပ်ကိုင်နေတာဖြစ်တယ်။ဒီလုပ်ငန်းကိုစိတ်ဝင်စားလို့လုပ်ကိုင်နေတဲ့လူတွေကိုလက်တွဲခေါ်ပေးနေတဲ့မင်းသားတယောက်လည်းဖြစ်တယ်။ကျမကဘာကြောင့်မို့လို့ဒီလုပ်ငန်းကိုရွေးချယ်လုပ်ကိုင်ဖြစ်ခဲ့လဲဆိုရင်ဒီလုပ်ငန်းကလက်ရှိကျမလုပ်ကိုင်နေတဲ့လုပ်ငန်းနဲ့တွေ့ဖက်လုပ်ကိုင်လို့ရတယ်ပြီးတော့အချိန်ကန့်သတ်မထားဘူးနေရာကန့်သတ်မထားဘူးမိမိအားတဲ့အချိန်ကြာမှတရက်ကိုအနားရအနေငယ်ပေးပြီးတော့မှဝင်ရောက်လုပ်ကိုင်လို့ရတယ်အဲ့လိုလုပ်ကိုင်လို့ရအောင်လဲနောက်ကရစစ်တမ်းကကုညီပံ့ပိုးပေးထားတယ်စစ်တမ်းက90%အထိကုညီပံ့ပိုးပေးထားပြီးတော့မှကျမတို့က10%ကိုပဲအားစိုက်ပြီးလုပ်ကိုင်ရတာဖြစ်တယ်ကျမတို့လုပ်ကိုင်ရတဲ့10%ဆိုတာကကျမတို့ရဲ့ social media platform တွေကနေတဆင့်ကျမတို့ရဲ့လုပ်ငန်းအခွင့်အလမ်းကိုကြော်ညာပေးရတဲ့အလုပ်ကိုပဲအဓိကလုပ်ကိုင်ရတာဖြစ်တယ်ဒီလုပ်ငန်းက global စီးပွားရေးတစ်ခုဖြစ်ပြီးတော့မှအင်္ဂလိပ်စကိ25%သိဖို့တော့လိုအပ်တာဖြစ်တယ်ဒီလုပ်ငန်းလုပ်ဖို့ရအတွက်အတွေ့အကြုံမလိုအပ်ဘူးဒီပညာကျွမ်းကျင်မှုမလိုအပ်ဘူးကျမဆိုလို့ရှိရင် Facebook ကြည့်တာရုံ TikTok ကြည့်တာရုံနဲ့ဒီလုပ်ငန်းကိုဝင်ရောက်ပြီးတော့မှလုပ်ကိုင်ခဲ့တာဖြစ်တယ်အဲ့လိုလုပ်ကိုင်လို့ရအောင်လဲနောက်ွယ်က training တွေပေးထားတယ် training တွေမှာဆိုလို့ရှိရင် video file လေးတွေနဲ့သင်ကြားပေးထားပြီးတော့မှနားမလည်မေးလို့ရတဲ့ coach နဲ့ mentor ကိုလည်းရသက်ပံပေးထားတာဖြစ်တယ်ဒါကြောင့်မို့လို့ကျမကယခုလက်ရှိလုပ်ကိုင်နေတဲ့လုပ်ငန်းနဲ့တွဲဖက်ပြီးတော့မှလုပ်ကိုင်လို့ရနေတာဖြစ်တယ်ဒီလုပ်ငန်းကိုဘယ်လိုလူတွေလုပ်ကိုင်လို့ရလဲဆိုရင်အသက်16နှစ်ပြည့်ပြီးတဲ့ကျမမျိုးလုပ်ကိုင်လို့ရပြီးတော့မှ social media ပေါ်မှာဝင်ငွေတိစောက်ခြင်းတဲ့လူတွေလက်ရှိမိမိအလုပ်နဲ့တွဲဖက်ပြီးတော့မှ plan B အနေနဲ့လုပ်ကိုင်နေတဲ့လူတွေနဲ့အိန္ဒိယနေပြီးတော့မှအိမ်ပြထွက်အလုပ်မလုပ်နိုင်တဲ့လူတွေအတွက်အရန်ကိုတင်တဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ဒီလုပ်ငန်းရဲ့အကျိုးကျေးဇူးတွေကတော့ဝင်ငွေကိုအကန့်အသတ်နဲ့မဟုတ်ဘဲနဲ့ကိုစူးစမ်းရင်စူးစမ်းတလောက် unlimited income အထိရရှိနိုင်တာဖြစ်တယ်။ဒီပညာနဲ့ mindset ပိုင်းမှာလည်းအမြဲတမ်းသင်ယူလေ့လာနေရတာဖြစ်တဲ့အတွက်ကျမတို့ရဲ့ skill တွေကတိုးတက်လာတာဖြစ်တယ်။ basic plan ကိုထားရှိပေးထားပြီးတော့မှ basic ခန်းစားခွင့်က$5000ကနေပြီးတော့မှစတင်ရရှိနိုင်တာဖြစ်တယ်။ basic ခန်းစားခွင့်ရဖို့ရအတွက်အသက်အရွယ်ကန့်သတ်ချက်မလိုအပ်ဘူး။သတ်မှတ်ထားတဲ့ရာထူးရလို့ရှိရင်ဘယ်အသက်အရွယ်နေ basic ခန်းစားခွင့်ကိုရရှိမှာဖြစ်တယ်။အခုလိုမျိုးလက်ရှိမိမိအလုပ်ကိုလည်းရမပြည့်စုံမှုတစ်ဖက်မှာလည်းbasic ခန်းစားခွင့်အထိပါရရှိနိုင်တဲ့လုပ်ငန်းကိုစတင်ထားခြင်းလို့ရှိရင်လေ့လာကြည့်ဖို့ရအတွက်အကြံပေးခြင်းတာဖြစ်တယ်။တကယ်လို့မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားလို့လေ့လာကြည့်ခြင်းကျမရဲ့ website ဖြစ်တဲ့ www.kg1.com မှာနာမည်နဲ့ email ထည့်သို့မဟုတ် Gmail ထည့် register လုပ်ပြီးတော့မှဝင်ရောက်လေ့လာလို့ရတယ်လို့ကျမကို Messenger နေပြီးတော့မှဆက်သွယ်လို့လည်းရပါတယ်ရှင်။ကျမကတော့မိတ်ဆွေတို့ကိုအစစ်အစစ်ကူညီလမ်းပြပေးမယ်မေတ္တာတရားဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။